လုံးမဲမင်္ဂလာပါKK channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီလိုပတ်စံဝင်တဲ့ Japan region အကောင့်ကိုဘာ VPN မှာခံစားလို့ပဲနဲ့အလွယ်ဆုံးနည်းနဲ့ဘယ်သူမဆိုဖွင့်တတ်တဲ့နည်းလမ်းလေးကို share လုပ်ပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ KK ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့အခု Japan region အကောင့်တွေကိုပတ်စံပေးပြီးဝင်နေတဲ့သူတွေအတွက်ပတ်စံပေးပြီးဝယ်စားမလို့အောင်ကိုယ့်ဘာကိုဖွင့်လို့ရအောင်တခြားသူတွေကိုလည်း share လုပ်ပေးသွားခဲ့ပါပထမဆုံးအနေနဲ့လောက်ကမှာကတော့ကိုက TikTok ကိုသုံးနေပြီးသား application ရှိတယ်သုံးထားတယ်ဆိုလို့ရှိရင်အဲ့ဒီ TikTok application လေးကိုထောက်လိုက်ပါထောက်လိုက်တဲ့အချိန်မှာဒီမှာ app info ဆိုတဲ့ဟာလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးလို့ရှိရင်ဒီမှာ story usage ဆိုတဲ့ဟာလေးရှိပါတယ်အဲ့ဟာလေးကို clear data ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါ okay လုပ်လိုက်ပါဒါဆိုရင်တော့ကိုသုံးထားတဲ့မြန်မာ region နဲ့သုံးထားတဲ့ data တွေအားလုံးကို TikTok ရဲ့ application မှာသုံးထားတဲ့ data အားလုံးကိုဖြတ်ပလိုက်ပါပြီဒါဆိုရင်တော့ TikTok ကိုပြန်ဖွင့်လိုက်တာနဲ့ TikTok ကအသစ် application အသစ်ကိုဆွဲထားတဲ့ပုံစံတိုင်းဖြစ်နေမှာပါအခုကကိုက TikTok ကို Japan region နဲ့ပတ်စံဝင်တဲ့အကောင့်ကိုခွင့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့profile ဆိုတဲ့နေရာလေးကိုဝင်လိုက်ပါပြီးရင်အရေးကြီးဆုံးတစ်ချက်ရှိပါတယ်အဲ့ဒါကဒီအောက်နားလေးမှာတွေ့ရပါလိမ့်မယ် located in Myanmar Burma ဆိုပြီးတော့မြန်မာ location နဲ့ရှိနေပါတယ်အဓိက point ဟာဒီနေရာလေးပါပဲဒါကြောင့်မို့လို့ Japan region အကောင့်တွေကိုဘာမှပတ်စံပေးပြီးတော့ဝယ်စားမလို့ပါဘူးဒီနီလန်းလေးကိုလိုက်ကြည့်လိုက်ပါအဲ့ဒီမြန်မာဘာမာဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါဒီမှာသူက current country မှာမြန်မာဘာမာကိုထည့်ထားပြီးဖြစ်ပါတယ်ဒါကြောင့်ကိုကဂျပန်ကိုလူချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျပန်ဆိုတာလေးကိုရိုက်ရှာလိုက်ပါရှာပြီးတော့ဂျပန်လေးကိုနှိပ်လိုက်တာနဲ့ဒီမှာ located in Japan ဆိုတဲ့ဟာလေးကိုဖြစ်သွားပါပြီဒါဆိုရင်တော့ကိုကအကောင့်ကိုစောက်ဖွင့်လို့ရပါပြီစဖွင့်တဲ့ချိန်မှာကိုကလုံးဝအသစ်ကိုဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Gmail အသစ်တစ်ကောင်တော့ရှိထားပါမယ်ကိုကအရင်တော့သုံးခဲ့တာတွေကိုသုံးမှာမဟုတ်ဘဲနဲ့အခု Japan location နဲ့အကောင့်ကိုသုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အကောင့်အသစ်ဖွင့်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ sign up ဆိုတာလေးကိုနှိပ်လိုက်ပါပြီးရင်ကိုယ့်ရဲ့ Gmail အကောင့်နဲ့သုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ continue with Google ဆိုတာလေးစီကိုတွားလိုက်ပါဒီမှာကိုအသစ်ဖွင့်ထားလိုက်တဲ့အကရှင်မျိုးကောင်ကိုယူလိုက်ပါယူပြီးလို့ရှိရင်ဒီမှာလည်းအရေးကြီးပါတယ်ကိုယ့်ရဲ့ဘက်ဒီက18နှစ်ကျော်တဲ့ဘက်ဒီတစ်ခုထည့်လိုက်ပါကိုတင်းကြီးကိုဆက်သွားလိုက်ပါဒီမှာစစ်တဲ့ချိန်မှာကိုယ့်ရဲ့ဘက်ဒီတိတ်ကတေချာဆက်ပါ18နှစ်ကျော်တဲ့ဘက်ဒီတိတ်ဖြစ်ပါစေအဲ့ဒါမှပဲကိုကပတ်စံရမှာဖြစ်ပါတယ်โอเคကိုနှိပ်လိုက်ပါcontinue ကိုဆက်သွားလိုက်ပါကိုကဒီ create new link ကိုချိန်မှာဆိုရင်တခါလေးချိန်သွားလိုက်ပါပြီးလို့ရှိရင် continue ကိုဆက်သွားလိုက်ပါဒီမှာဆိုရင် TikTok က email မှာသွားပြီးတော့ update လုပ်ပါပြီပေါ့နော်ကိုယ့်ရဲ့ email ကိုပို့ထားပါပြီဒါဆိုရင်တော့ပတ်စံဝင်နဲ့ Japan region အကောင့်ကိုဖွင့်ပြီးသားပါပြီJapan region ဟုတ်မဟုတ်ကိုစစ်ပါမယ်ပတ်စံဝင်တဲ့အကောင့်ဟုတ်မဟုတ်ကိုစစ်ပါမယ်ဘယ်လိုစစ်ကမလဲဆိုရင်ဒီ profile ပေးရအမြင့်သုံးချောင်းလေးစီကိုတွားလိုက်ပါပြီးလို့ရှိရင် setting and privacy ဆိုတဲ့နေရာလေးကိုဝင်လိုက်ပါပြီးရင် account စီကိုတွားလိုက်ပါပြီးလို့ရှိရင် account information စီကိုတွားလိုက်ပါဒီမှာ Japan region အကောင့်ကိုရပါပြီ။ဘာ VPN မှာခံစားမလို့ပဲနဲ့ကိုရပါပြီ။ပြီးလို့ရှိရင်ပတ်စံဝင်တဲ့ program ပါမပါကိုဒီထဲမှာဝင်စစ်ပါမယ်
ဒီမှာပါပါတယ် Creator Reward Program ဆိုပြီးတော့ပါပါတယ်ဒါဆိုရင်သူလုံးဝမဲ့အချက်ကလေးကိုပြည့်မြလုပ်ပြီးတေးကြပေါက်ပတ်စံဝင်ပါပြီဒါဆိုရင်တော့အရန်ရွယ်ကူတဲ့ဂျပန်ရီဂျင်ပတ်စံဝင်တဲ့အကောင့်ကိုဖွင့်တဲ့နည်းလမ်းလေးကိုရှင်းလုပ်ပေးတော့ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကလုံးဝအကျိုးရှိမယ်လို့မျှော်လင့်နေဒါကြောင့်မို့လို့ဗီဒီယိုလေးကို like and share လုပ်သွားပါဒီလိုမျိုးဂျပန်ရီဂျင်ကိုဖွင့်ဖို့အခက်အခဲဖြစ်နေတဲ့သူတွေပြီးလို့ရှိရင်ဒီ TikTok ကိုသုံးပြီးတော့ပတ်စံရှာခြင်းတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကို share လုပ်ပြီးသွားလိုက်ပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်